င်ကြယ်အောင်လုပ်ရမယ်စိတ်စင်ကြယ်အောင်လုပ်ရစိတ်စင်ကြယ်အောင်ကိုအမျိုးမျိုးလုပ်ပုံလုပ်နည်းတွေသမထကမ္မထံ40လို့ရှိအဲ့ဒီကမ္မထံ40လုံးကျင့်ဖို့မလိုပါဘူးတစ်ခုနှစ်ခုကျင့်ရင်လည်းပဲစိတ်ဓာဝိသုဒ္ဓိစိတ်ဖြူပါတယ်စင်ကြယ်ပါတယ်အကောင်းဆုံးနည်းလေးဖုံဖုံပြောပါမယ်နော်မှန်ပါဗျာစိတ်စင်ကြယ်အောင်လုပ်နည်းအဖို့တန်စိတ်စင်ကြယ်မဲ့ဆိုရင်လောကီလောကုတ္တရာအကျိုးတွေအားလုံးပြီးဘုံတော်ကြီးတွေဆိုလဲဘုံကြည့်ပြီလူတွေဆိုလဲထေးပြီးချမ်းသာပြီထေးမဲ့ချမ်းသာမဲ့ဆိုသဘောကျရဲ့မဟုတ်လားမှန်ပါဗျာဘုံတော်ကြီးတွေလည်းပဲဒီနည်းလေးသာပေးလိုက်မွဲနေတဲ့ဘုံကြီးတွေသင်္ကန်းလေးအစုပ်အပြတ်ခဏသေးယူပြတပိတ်ကအပေါက်ကလေးနဲ့တပိတ်ဘုံကအကျိုးပဲ့လေးနဲ့နေရတဲ့ကိုတော်တွေဟာဒီနီးတာပေးလိုက်ထေးသွားတာဘုံကြည့်သွားတာနော်မှန်ပါဗျာအဲ့ဒီနီးကိုဖုံဖုံပြောပါမယ်စိတ်ဓာဝိသုဒ္ဓိစိတ်စင်ကြယ်အောင်လုပ်နည်းစိတ်စင်ကြယ်အောင်လုပ်နည်းဟောမတို့ဘုရားဂုဏ်တော်ပရိစိတ်မေတ္တာပွားတဲ့ဘာလို့ရမလို့ဘုရားဂုဏ်တော်စိတ်မေတ္တာပွားပါဗျာဘုရားဂုဏ်တော်ပရိစိတ်ပြီဆိုရင်ဒီကိုယ်တော်ဘုံကြည့်တော့မယ်မေတ္တာပွားပြီဆိုရင်ဘုံကြည့်တော့မယ်စိတ်တွေဖြူပြီနော်အဲ့ဒါလေးကိုဆရာတော်ကြီးဥယျာဉ်ကုန်တပည့်ကြီးနည်းနည်းလေးတူတူပြောပါဆရာတော်ကြီးဥယျာဉ်ကုန်ဆိုတာဟောဒီရန်ကုန်သားလေးနဲ့တိုးကြောင်လေးဘုဒ္ဓကြားဘူးကြလားကြားဘူးပါတယ်ခင်ဗျာတိုးကြောင်လေးရွာဘုဒ္ဓယုံဆောက်ထားတော့တိုးကြောင်လေးဘုဒ္ဓဟောဒီဘက်ကမမိုးရိပ်ချောင်းဝေးကြတော့တိုးကြောင်ကြီးရွာတိုးကြောင်လေးရွာတိုးကြောင်ကြီးရွာနှစ်ရွာရှိဘယ်နှရွာတော့နှစ်ရွာပါဗျာပါတယ်တော့တိုးကြောင်လေးရွာတိုးကြောင်ကြီးရွာတိုးကြောင်လေးရွာတိုးကြောင်ကြီးရွာအဲ့ဒီတိုးကြောင်ကြီးရွာကကျောင်းသားလေးဟာတော့5နှစ်6နှစ်သားပေါ့အဲ့ဒီအရွယ်လေးမန္တလေးစာသင်မှုတက်လာဥစဉ်နဲ့ပေါ့မောင်ကျောင်းသားလေးမင်းဘယ်ဟာတော့ရန်ကုန်ကပါလို့သူကအဲ့လိုပြောတယ်တကယ်တော့သူကကြွားပြောလိုက်တာတကယ်အမှန်တိုင်းပြောရင်ဘယ်လိုပြောရမှာတော့တိုးကြောင်လေးရပါတိုးကြောင်ကြီးရပါလို့ပြောရမှာသူကတိုးကြောင်ကြီးဆိုနည်းနည်းသိငယ်တယ်ပေါ့လေခက်ကြွားလေးနဲ့ဘယ်လိုပြောလိုက်ရန်ကုန်ကပါသူ့ကိုမောင်ရန်ကုန်လို့ခေါ်ကြနောက်ကိုရင်ဝတ်တော့ကိုရင်လေးရန်ကုန်လို့ခေါ်နောက်ဥစဉ်ဝတ်ဥစဉ်ရန်ကုန်လို့ခေါ်တယ်နောက်ကျောင်းနိုင်ဘုန်းကြီးဖြစ်ဘုန်းကြီးရန်ကုန်နောက်ပိုင်းမဲ့အဲ့ဒီဘုရားကြီးတိုက်မြန်မာနိုင်ငံမှာအကြီးဆုံးစာသင်တိုက်ကျောင်းတိုက်ကြီးပေါ့အဲ့ဒီကျောင်းတိုက်ကြီးမဲ့အကြီးဆုံးဆရာကြီးဥယျာဉ်ကုန်လို့ခေါ်ကြဘယ်လိုခေါ်တော့ဆရာကြီးဥယျာဉ်ကုန်ပါဗျာဆရာကြီးဥယျာဉ်ကုန်တတိပြတ်တိအလွန်ကောင်းဘယ်သူမှမကြောက်ဘူးသူကအင်္ဂလိပ်ဆိုရလည်းပဲပြန်ပြောရတယ်ဆိုရကဘယင်္ဂန်တွေကလက်လျှော့อ่ะအဲ့ဒီဥယျာဉ်ကုန်ကတခါတော့တိုးကြောင်ကြီးရွာကတောတဲ့ကိုတော်ကြီးတစ်ပါးအဲ့ဒီဖျားကြီးတိုက်သူเจ้าလာနေချုံငံပြန်လာတော့ဟေးဟိုဦးစင်ကြီးလာသာမင်းတပိတ်လှပြသာဒီလိုလှပြမင်းတပိတ်ထဲလေဆွမ်းက2လုံးစာ3လုံးစာလေးအနည်းလေးပဲသူကဆွမ်းရကြုတ်ကလေးတွေဓာန်ကွက်လေးတွေလှက်ကြည့်ဆွမ်းရလည်းနေဥစ္စာပဲပြုတ်စီမပါဘူးနောက်တစ်ခါအုပ်လေးတော့လှက်ကြည့်ဒါကလည်းချင်မောင်ရဲ့ရေလုံးပြုတ်မင်းခန္ဓာကိုယ်ကြီးနဲ့မဝပါဘူးဒါလောက်ကလေးနဲ့ဓမ္မဖျားတပည့်တော်မန္တလေးရောက်တာ3နှစ်ကျော်ပါပြီဖျားတခါမှတရက်မှချွန်များဝအောင်မရဘူးပေါ့ဖျားလို့ပြော
ကြည်စံတော်ဘုံကံနေတဲ့ကိုတော်ကြီးအသားကလည်းမဲကတ္တရာကြီးဘုံကစစ်စည်းတုတ်ထားတဲ့အတိုင်းပဲမဲဘုံပေါ်ရဲ့လားပေါ်ပါဗျာကတ္တရာကြီးဘုံခတ်မဲကိုဘာတုတ်ထားလိုက်စစ်စည်းတုတ်ထားပါစစ်စည်းတုတ်ထားလိုက်တော့မဲလာမလားဖြူသွားမလားမဲတော့ပါမဲအသားမဲတော့ကွာအယုတ်ကလည်းသိုးဒီတဲ့ကြောက်ပေါင်းမှာကပါသေးဆိုတော့မင်းဘယ်သူမှမကြည်ညိုပါဘူးကွာဓမ္မမြင်တဲ့အတိုင်းပါပဲဖေဟာလို့ပြောတယ်အဲဒီတော့မင်းဘုံကြီးတဲ့နီးပေးမယ်ယူမလားဆိုင်မနေပါနဲ့ဗျာအခုပေးပါလို့ပြောနေရသုံးရဆိုရင်သူမေ့တော်မှာဆိုလို့ဘယ်လိုပြောတော့ဆိုင်မနေပါနဲ့အခုပေးပါဗျာလို့ပြောဒါနဲ့ကဲတပည့်ကျော်ကြီးပေးရတာပေါ့ကွာလာဟိတ်ဆိုပြီးတော့ခေါင်းလေးပွတ်တက်ပြီးတော့ကျောင်းပေါ်ခေါ်သွားကျောင်းပေါ်ကြတော့စိတ်ပရိတကုံပေးတဲ့ရောဟောဒီစိတ်ပရိမင်းအပိုင်ပေးပြီအဲ့ဒီစိတ်ပရိနဲ့မင်းတနေ့ကိုပရိပမနဲ့10ပါးနေ့လေ10ပါးညအိယာဝန်10ပါးတနေ့ကိုပရိပ30စိတ်တနေ့ပရိပဘယ်လောက်စိတ်ရ30စိတ်ရပါဗျာမနဲ့အိယာတာ10ပါးနေ့လေ12နာရီ10ပါးပါဗျာညအိယာဝင်10ပါးပါဗျာတနေ့ကိုပရိပဘယ်လောက်စိတ်ရ30ပါဗျာ30စိတ်ရင်မင်းဘုံကြည့်ပြီပေါ့ကွာစိတ်မယ်ဖျားတပည့်တော့မကစိတ်30မကကိုစိတ်နိုင်တယ်စိတ်မယ်ဒီနေ့စပြီဖျားအေးစစိတ်ကွာဆိုတာမင်းပရိအလုံးပရိတကုံးမဲ့အလုံးလေးတွေပဲနှလုံးရှိတော့တရား8လုံးပါဖျားအောင်တရား8ကွယ်ဗုဒ္ဓ10ဆိုသားမအောင်တရားရှိခွဲဘုရားတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့သက်ဆိုတာသက်လက္ခဏာပေါ့ခြီးဘဝမယ်ရှိတဲ့သက်လက္ခဏာအကွက်ကလေးတွေပေါ့တရားနဲ့8ကွက်ရှိဘုရားခြီးတော်ရခြီးတော်ရအကွက်ကလေးတွေပေါ့ဘယ်လောက်ရှိတဲ့တရား8ကွက်ရှိပါတရား8ကွက်ရှိတော့ပရိလုံးလေးတွေလည်းပဲတရား8လုံးထားတယ်မင်းဟောအဲ့ဒါလေးကိုစိတ်မယ်ဖျားဘယ်လိုစိတ်ရမလို့ပြောပါဦးဖျားမေးတယ်အေးပြောမှာပေါ့ကွာပရိလေးကံရောဟောလို့လေးကံလက်ကလေးလေးနဲ့နော်လက်၅ချောင်းရှိတဲ့အနဲ့လက်ကလေးလေးနဲ့ဒီလိုလေးကံရတယ်လက်ကလေးလေးနဲ့ပရိလေးဒီလိုကံလက်မလေးနဲ့အရဟံပရိတလုံးချအရဟံပရိတလုံးချအရဟံအရဟံအရဟံနဲ့တပတ်စိတ်တကလားစိတ်တပါလားခင်ဗျာအေးအရဟံစိတ်ပြီးရင်သမ္မာသမ္ဗုဒ္ဓောပရိတလုံးချသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓောနဲ့တပတ်စိတ်ဘယ်နှပတ်တော့နှစ်ပတ်ရှိပါ2ပတ်ရှိသွားသမ္မာသမ္ဗုဒ္ဓောပြီးရင်ဘာစိတ်နို့ဝိဇ္ဇာသရဏဝိဇ္ဇာသရဏသမ္ပန္နောပရိတလုံးချဝိဇ္ဇာသရဏသမ္ပန္နောဝိဇ္ဇာသရဏသမ္ပန္နောနဲ့တပတ်စိတ်ဘယ်နှပတ်တော့3ပတ်ရှိပါဗျာ3ပတ်ဝိဇ္ဇာသရဏသမ္ပန္နောပြီးရင်ဘာစိတ်နို့သုကတောပါဗျာသုကတောနဲ့တပတ်စိတ်ဘယ်နှပတ်တော့4ပတ်ရှိပါဗျာအေးသုကတောစိတ်ပြီးရင်ဘာစိတ်နို့လောကဝိတုပါဗျာလောကဝိတုပရိတလုံးချလောကဝိတုနဲ့တပတ်စိတ်ဘယ်နှပတ်တော့5ပတ်ရှိသွားပြီလောကဝိတုစိတ်ပြီးရင်ဘာစိတ်မလို့အနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောနဲ့တပတ်စိတ်ရမှန်ပါအနုတ္တရောပရိတလုံးချအနုတ္တရောနဲ့တပတ်စိတ်6ပတ်ရသွားဟုတ်ကလားမှန်ပါအနုတ္တရောစိတ်ပြီးရင်ဘာစိတ်လို့ပုရိသဓမ္မတာရတိပုရိသဓမ္မတာရတိပရိတလုံးချပုရိသဓမ္မတာရတိပုရိသဓမ္မတာရတိနဲ့တပတ်စိတ်ဘယ်နှပတ်တော့9ပတ်ရှိပါ9ပတ်ရှိသွားပြီ
ပုရိသဓမ္မသာရတိပြီးရင်ဘာစိတ်နော် သတ္ထာဒေဝမနုဿနံ သတ္ထာဒေဝမနုဿာနံပရိတလုံးချသတ္ထာဒေဝမနုဿာနံသတ္ထာဒေဝမနုဿာနံနဲ့တပတ်စိတ်ဘယ်နှပတ်တော့ စစ်ပါရှိပါဗျာ အေးသတ္ထာဒေဝမနုဿာနံပြီးရင်ဘာစိတ်နဲ့ ဘုံတော် ဘုဒ္ဓပရိတလုံးချဘုဒ္ဓနဲ့တပတ်စိတ်ဘယ်နှပတ်တော့ ဘိုးပါရှိပါဗျာ 9ပါးဘုဒ္ဓစိတ်ပြီးရင် သကဝါပါဗျာ ဘဂဝါနဲ့တပတ်စိတ်ဘယ်နှပတ်တော့ ဆေပါဖြစ်ပါ ဒီဖျားကုံတော်10ပါးတပတ်တပတ်နဲ့မင်း10ပတ်စိတ်ဖျားကုံတော်ဘယ်နှပါးတဲ့တော့ ဆေပါပါဗျာ လက်ချိုးပြီးတော့ရေးလိုက်သမ်းမအောင်အရဟံအမတံဗုဒ္ဓောဝိဇ္ဇာစရဏသံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဘုဒ္ဓောဘဂဝါ10ပါးသိရလား ရှိပါဗျာ အေးအဲ့လိုဘုရားကုံတော်10ပါးတပတ်တပတ်နဲ့မနဲ့အိယာဒ10ပါးပြီးတော့နေ့လယ်12နာရီ10ပါးညအိယာဝင်10ပါးဒီကတရားနာပြီးလို့အိမ်ပြန်ရောက်ရင်တမ်းမအိတ်လိုက်နဲ့နော် မှန်ပါဗျာ ဂရီဘယ်နှပတ်စိတ်ရပြီးမှအိတ်အေးအဲ့တော့ဥစဉ်ကြီးကမေးတယ်တပည့်တော်ဒီနေ့စိတ်မှပါပဲဗျာဒါပေမဲ့လို့ဘုရားကုံတော်9ပါးမှုတာရှင်ဘုရားက10ပါးလားလို့မေးတယ်နော်အေးกว่าမင်းမှတ်ထားဘုရားကုံတော်10ပါးဝိတုဒ္ဓိမဲ့အထံကရာကြီးလဲ10ပါးပဲဖွင့်တယ်ကွာပါရာဇိကအထံကရာကြီးလဲ10ပါးပဲဖွင့်တယ်10ပါးမင်းမှတ်9ပါးဆိုတာကတော့ဒုတိယနီးအဲ့ဒီမဲ့တဏီးဖွင့်နေတယ်တဏီးကြတော့အနုတ္တရောဂုံနဲ့ပုရိသဓမ္မသာရတိဂုံနှစ်ခုတစ်ခုပေါင်းပြီးတော့တစ်ခုတည်းပေါင်းပြီးတော့စိတ်ရင်တော့အနုတ္တရောပုရိသဓမ္မသာရတိပရိတလုံးချအနုတ္တရောပုရိသဓမ္မသာရတိအဲ့လိုစိတ်ရင်တော့ဘုရားကုံတော်9ပါးပေါ့ကွာဒါပေမဲ့လို့10ပါးကသိဆရာတော်ကြီးကအဲ့လိုပြောတယ်နော်9ပါးနီးလေးနဲ့လက်ချိုးသမ်းပါဦးအရဟံသမ္မာသမ္ဗုဒ္ဓော ဝိဇ္ဇာစရဏသမ္မနော သူကတောလောကဝိတုဘယ်နှပါးရှိသွားလို့ ငါးပါးရှိ 5ပါးပြီးတော့မှအနုတ္တရောပုရိသဓမ္မသာရတိအဲ့ဒီကြောင့်မှ6ပါးဟုတ်လား မှန်ပါ ပြီးတော့သတ္ထာဒေဝမနုဿာနံဘုဒ္ဓောဘဂဝါဘယ်နှပတ်တုံးအဲ့လိုကြ ဘိုးပါပါဗျာ အဲ့လိုရည်ရင်တော့ဘုရားကုံတော်9ပါးဒါအထာကထာဒုတိယနီးတဲ့ပထမနီးကကောင်းတယ်မင်း10ပါးလား10ပါးသိဘောကြလား မှန်ပါဗျာ အေးအဲ့တော့အဲ့ဒီဥစဉ်ကြီးကနေ့လယ်12နာရီ10ပါးသိညအိယာဝင်တော့10ပါးသိနောက်တနေ့မနေ့အိယာထားတော့10ပါးသိပြီးပြီဆိုရင်မန္တလေးကြတော့အာယုံသွန်းစားရတာမရှိတဲ့ကြောင်းပဲများပါတယ်ကြောင်းတရားမဲ့တစ်ကြောင်းလောက်ပဲစားဆွမ်းခံထွက်ကြတာ6နာရီလောက်6နာရီသားလောက်ဆိုဆွမ်းခံထွက်ကြအဲ့ဒီဥစဉ်ကြီးကလည်းပဲတပိတ်ကလေးတုတ်သင်္ကန်းယုံပြီးတော့တပိတ်ပိုက်ပြီးတော့ဆွမ်းခံထွက်ဖို့ဆင်းလာကြောင်းပေါ်ကဟေးဟိုဥစဉ်ကြီးလာသားမယ်ဆွမ်းခံပရိစိတ်ကလားစိတ်ပါဗျာမနေ့ကနေ့လေ10ဘတ်ဗျာညအိယာဝန်10ဘတ်အခုမနေ့ခင်10ဘတ်တပြီးတော့စိတ်ပြီးပါပြီဗျာနည်းနည်းလူသွားလို့ကမနေ့ကတော့ငါပြောတာဓမ္မအမိန့်ရှိပါဗျာဘာလို့လူတော့
ဟောလို့ကူဆွမ်းခံသွားတော့မယ်ဆိုရင်မေတ္တာတုတ်ရွတ်သွားတယ်ဘာလို့ရတယ်ဟုတ် မေတ္တာထုတ်ရွတ်ပါလေဗျာ မေတ္တာတုတ်ရွတ်သွားမေတ္တာတုတ်မရွတ်ဘူးဆိုရင်တွေ့တဲ့တရားတွေကျမ်းမာပါစေချမ်းသာပါစေကလေးလေးတွေ့ရင်လည်းအသားလေးသမီးလေးညီလေးကျမ်းမာစေချမ်းသာစေအဖိုးဦးကြီးတွေ့ရင်လည်းပဲဘာကြီးကျမ်းမာစေချမ်းသာစေကျမ်းမာပါစေချမ်းသာပါစေအဲ့လိုလေးပွားရပွားသားမှာကျမ်းမာပါစေချမ်းသာပါစေထပ်ပွားလိုက်ပါဦး ချမ်းသာပါစေချမ်းသာပါစေ မေတ္တာတန်လေးပါရဲ့လား ပါပါဗျာ ကျမ်းမာပြီကွာချမ်းသာပြီကွာအဲ့လိုကြီးမလုပ်ရဘူးဟုတ်ကလား မှန်ပါ အဲ့လိုကြီးလုပ်လို့ကောင်းမှာမလား ကောင်းပါဘူးဗျာ အဲ့ဒါဆိုမေတ္တာတန်မပါဘူးဒေါသတန်နေမာနတန်နေပါတယ်ဟုတ်လား မှန်ပါဗျာ မေတ္တာတန်လေးပါအောင်ပွားပြလိုက်သမ်းပါဦး ချမ်းသာပါစေချမ်းသာပါစေ မင်းတို့တိပိဋကဆရာတော်ကြီးကတော့အနန္တသစ္စာဝလာနေအနန္တတတ္တဝါတတွေဘေးရန်ခတ်သိမ်းကင်းငြိမ်ပါစေကြောင်းညာခတ်သိမ်းကင်းငြိမ်ပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်ပါစေကိုယ်စိတ်ဝမ်းအေးချမ်းကြပါစေဒီလိုပွားရတယ်နော်ကဲတစ်ခေါက်လောက်ဆိုကြည့်တတ်ပါဦးအနန္တသစ္စာဝလာနေအနန္တတတ္တဝါတတွေဘေးရန်ခတ်သိမ်းကင်းငြိမ်ပါစေကြောင်းညာခတ်သိမ်းကင်းငြိမ်ပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်ပါစေကိုယ်စိတ်ဝမ်းအေးချမ်းကြပါစေဒါဆိုမေတ္တာကပါပြီမဟုတ်လား ပါပါပြီဗျာ အဲ့လိုမေတ္တာပွားတော်လို့ခိုင်းတယ်ဓမ္မဖျားဆရာတော်ပြောတဲ့အတိုင်းတပည့်တော်မေတ္တာတို့ရစ်သွားပါမယ်ဆရာမေတ္တာတို့မရွတ်ဘူးဆိုရင်မေတ္တာပွားသွားပါမယ်လို့ဆိုပြီးတော့ဥဒင်းကြီးသုံးငန်းသွားအရင်တော့ဆိုအဲ့ဒီဥဒင်းကြီးသုံးငန်းလာတယ်ဆိုကလေးငယ်လေးတွေထွက်ပြေးကြတာအဲ့ဒီဥဒင်းကြောက်လို့သူကအသားကလည်းမဲညနေထမ်းကလည်းတင်းရိုက်နှက်များပြစ်မလားခြေတော်နဲ့များပိတ်ကန်လိုက်မလားဆိုကလေးတွေကြောက်လို့ထွက်ပြေးကြတာမပြေးနိုင်တဲ့ကလေးငိုးကြရင်ခဲ့တာနော်နောက်ပိုင်းကျတော့3-4လလောက်ရှိတော့ကလေးတွေကထွက်မပြေးတော့ဘူးတဲ့သူရဲ့မေတ္တာဓာတ်ဘုရားကုံတော်ပရိစိတ်တဲ့ဘုရားဓာတ်တွေကိုကြည်ပြီးတော့ဖုံဖုံကလေးလေးတွေကဖုံဖုံအမေဖုံဖုံလာတဲ့ဆွမ်းလောင်းဒီလိုဖြစ်လာအဲ့တော့သူဆွမ်းနေပါရတာပေါ့ရတော့တခါတော့ဆရာတော်ကြီးကသူဆွမ်းခံပြန်လာမယ်လမ်းတပည့်စီလဲပြီးတော့စောင့်နေသူရောက်လာတော့ဟေးကိုဦးစင်ကြီးလာသမေတ္တပိနှပြသံနှပြဟာမင်းတို့တဝက်ကျော်နေပါလားဆွမ်းနေကျော်တော့ရလာကိုဓမ္မဖျားဆရာတော်ကြီးပြောတဲ့အတိုင်းတပည့်တော်ဖျားဂုံတော်တနေ့ပရိပတ်30စိတ်မေတ္တာပွားလို့ပါဖျားဟုတ်ပြီဒါပေမဲ့လို့မင်းနေသေးတယ်ကွာဖျားဂုံတော်ဘယ်ဒီလောက်ကတပိတ်ကိုမောက်ရှံသွားရစိတ်ဦးတဲ့သူကလည်းဓမ္မဖျားတပည့်တော်စိတ်မှာဖျားတက်တက်လုံးစိတ်မှာဖျားမင်းတက်တက်လုံးစိတ်ရင်တက်တက်လုံးချမ်းသာပြီပေါ့ဒီဘဝရင်ဘယ်ဟုတ်မလဲဘဝတန္တရာမင်းချမ်းသာပြီနိဗ္ဗာန်လည်းပဲချောချောမောမောရောက်ပြီပေါ့ကွာလို့ပြောတယ်ဓမ္မဖျားဆိုပြီးတော့သူလည်းစိတ်ပရိဒီစိတ်မေတ္တာတွေပွားပရိစိတ်မေတ္တာပွားတဲ့အခါကျတော့ဒီခန္ဓာကိုယ်ကြီးကမေတ္တာဓာတ်တွေကိန်းလာတယ်မေတ္တာဓာတ်ကြီးကိန်းနဲ့ဖရာဓာတ်ကြီးကိန်းလာတော့ဒီပြင်ခန္ဓာကိုယ်နဲ့တူပါမလားတူတော့ပါဗျာ
မတူဘူးအဲ့ဒီခန္ဓာကိုယ်ကြီးကအဖိုးတန်လားဥပမာအားဖြင့်ဥပ္ပုံကြီးတွေပုံထားဒီဥပ္ပုံကြီးရှ िख ိုးတိုက်ပါမလားထိုက်ပါဦးဗျာဘယ်ရှ िख ိုးတိုက်လေဥပ္ပုံကြီးပဲအုပ်မြေကြီးတွေဖုတ်ထားတာအထဲထဲမဲ့ဓာတ်တော်တွေဆွဲတော်တွေဇီရီတော်တွေထည့်ထားလိုက်မှဘုရားဆင်းနုတော်တွေထည့်ထားလိုက်မှဒီဇီရီကြီးကဥပ္ပုံကြီးကရှ िख ိုးခံလိုက်တယ်မဟုတ်လားမှန်ပါဗျာဒီထဲမဲ့ဘုရားဓာတ်တော်တွေဘုရားဆွဲတော်တွေဘုရားဆင်းနုတော်တွေဘုရားတရားတော်တွေအထဲထဲထည့်ထားတော့အဖိုးတန်လားအဲ့လိုပဲဒီခန္ဓာကိုယ်ကြီးကလည်းပဲဘုရားဂုဏ်တော်တွေပရိစိတ်ပြီးဘုရားဂုဏ်တော်တွေပရိစိတ်တော့ဘုရားဓာတ်တွေကိန်းလားမေတ္တာတွေပွားတော့မေတ္တာဓာတ်တွေကိန်းလားဘုရားဓာတ်မေတ္တာဓာတ်တွေဌာပနာထားသလိုဖြစ်ပြီးတော့ဟောဒီခန္ဓာကိုယ်ကြီးကအဖိုးတန်လာတယ်တဲ့အဖိုးမတန်လေဘူးလားတန်ပါတယ်ဗျာစိတ်အစဉ်ကလည်းစင်ကြဲလာတယ်တဲ့စိတ်ဒီစင်ကြဲတာအဲ့ဒါစိတ်တဝိသုဒ္ဓိဖြစ်တယ်လို့ခေါ်ဘယ်လိုခေါ်တော့စိတ်တဝိသုဒ္ဓိဖြစ်တယ်လို့ခေါ်ပါဗျာစိတ်တဝိသုဒ္ဓိအပေတကားပိတ်အောင်သီလဝိသုဒ္ဓိသီလစင်ကြဲအောင်နေစိတ်တဝိသုဒ္ဓိစိတ်စင်ကြဲအောင်ဘုရားကုံတော်ပရိစိတ်မေတ္တာပွားသဘောကျလားမှန်ပါဗျာနှစ်ခုအောင်ပြီဟုတ်လားဟိမှန်ပါဗျာနောက်တစ်ခါဘာလုပ်ရမလို့ဒိဋ္ဌိဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိအယူစင်ကြယ်ပါစေဗါတဲ့အယူစင်ကြယ်ပါဒိဋ္ဌိဝိသုဒ္ဓိဆိုသမှာဒိဋ္ဌိဝိသုဒ္ဓိအယူစင်ကြယ်ပါစေအယူစင်ကြယ်ပါစေအယူစင်ကြယ်စေရမယ်တဲ့အယူစင်ကြယ်စီကအယူစင်ကြယ်အောင်ဘာလုပ်မလဲခုနကသီလစင်စိတ်စင်ကြယ်အောင်စိတ်စင်ကြယ်အောင်ဘုရားကုံတော်ပရိစိတ်မေတ္တာပွားအယူစင်ကြယ်အောင်ဘာလုပ်မလဲဘုံဘုံကပြောမယ်နော်ခုနကစိတ်တဝိသုဒ္ဓိစိတ်စင်ကြယ်အောင်လုပ်နည်းလည်းပဲတသိမကတမ်းပါတယ်နော်မှန်ပါဗျာဘုံဘုံတို့ငယ်ဆရာကတော့ဤကောင်းလေးပြောပြီးပြီဆိုရင်မင်းသိချမှတ်နော်ဒီနည်းလေးလူတိုင်းမသိဘူးဗျာ1000တန်တယ်ဟုတ်လားမှန်ပါဗျာရှင်းတော့1000တန်တာဟိုအခုကျတော့တသိမကတမ်းပါတယ်သဘောကျလားမှန်ပါဗျာလူတွေဘယ်သူပဲဖြစ်ဖြစ်ဒီနည်းလေးလှုပ်လိုက်စိတ်ချမ်းသာအစဆုံးစိတ်ချမ်းသာနောက်ကြတော့ရုပ်တွေပါပစ္စည်းတွေပါချမ်းသာလားဘုန်းကြီးတွေလည်းဒီနည်းလေးပေးလိုက်အကုန်ဘုန်းကြီးမွဲလေးတွေအကုန်ချမ်းသာဘုန်းကြီးတထေးလေးတွေဖြစ်ဘုန်းကြီးလို့ရှိရင်တော့မြန်ဘုံပြီးတော့ပြန်တော်မူတတ်တယ်ဟုတ်လားအဲ့တော့ဘုံလျှော့တဲ့နီလေးပေးရနေတယ်နော်ဘုံကြီးတဲ့နီးတာပေးပြီးတော့ဘုံလျှော့တဲ့နီးမပေးခဲ့ရင်ဒီကိုတော့မြန်ပြန်တော်မူပြီဘယ်နဲ့ကြောင့်လဲဆိုတော့ဒီကသူကထိုင်းနေလာပြီးတော့ဒကာဒကမကြီး4-50ယောက်လောက်လာလှူကြတန်းကြစကားပြောကြသူတို့ကမပြန်သေးဘူးနောက်ထပ်10ယောက်15ယောက်လောက်ကလာတကယ်မင်းတို့ပြန်တော့ဟို15ယောက်လောက်နဲ့စကားပြောသူတို့ကမပြန်သေးဘူးနောက်ထပ်15ယောက်လောက်ကလာဒီကိုတော့မထားရတော့ဘူးထိုင်းဣရိယာပုဒ်ဒီမမျှတော့စားချိန်မစားရတောက်ချိန်မတောက်ရလမ်းလျှောက်ချိန်မလျှောက်ရတော့မြန်ပြန်တော်မူပေါ့ဟုတ်လားအဲ့ဒါဘုံပြီးတယ်လို့ခေါ်တယ်ဘုံကြီးရင်ဘုံပြီးတဲ့အဲ့တော့ဘုံလျှော့ပေးရဘုံလျှော့တဲ့နီးလေးလည်းပြောပါမယ်နော်ဘုရားကုံတော်တနေ့ပရိပဘယ်လောက်စိတ်တဲ့30ပါ20စိတ်လိုက်ဘုံလျှော့သွားပြီဟုတ်လား20စိတ်နေလဲဘုံကကြီးသေးတယ်ဗျာမကောင်းကောင်းမအိပ်ရမစားရဘူးဗျာစကားပြောနေရတာနဲ့အဲ့လိုဆို10ဘတ်စိတ်လိုက်တနေ့ကိုပရိပ10ဘတ်တယ်တော့မနေစီနဲ့ဟုတ်ကလားဟိ
ဘုံလျှော့တဲ့ဤသိပြီနော်ပရိပံ20စိတ်နောက်10ပါးစိတ်ဘုံတိုးတဲ့ဤပြောမယ်3နည်းကို3နည်းဆိုတော့ဘုံတိုးတဲ့ဤတချို့ကဘဝသန္တရာဒါနနဲခဲ့တယ်သူများမလူမပေးကံကိုယ်ဤစတော့နေအဲ့လိုပုဂ္ဂိုလ်ကြတော့တော်နဲ့ဘုံမကြည့်ဘူးဒီနေ့ပရိပတ်10ပါးစိတ်30စိတ်လည်းဘုံမကြည့်ဘူးအဲ့လိုဘုံမကြည့်ပဲဖြစ်နေတယ်မွဲနေတယ်ဆိုရင်ပရိ40စိတ်ဟုတ်လားဘုံပရိပတ်တိုးပေးလိုက်ရပရိပတ်တိုးပေးလိုက်ရင်ဘုံလည်းတိုးလာပြီ40စိတ်လည်းဘုံကနည်းနေတယ်ဗျာသိတဲ့ဘောမကြသေးဘူးသိမထေးသေးဘူးဆိုရင်50စိတ်ဟုတ်လားဘယ်လောက်စိတ်သွားတော့50ဖြစ်သွား50စိတ်လည်းသိမချမ်းသာသေးဘူးဗျာဒီလောက်နဲ့မကြည်နှက်သေးဘူးဆိုရင်60စိတ်60တဲ့မပူရပါဘူးညလားဟဲ့အေးအဲ့တော့ဘုံကြီးတဲ့နီးဘုံလျှော့တဲ့နီးဘုံတိုးတဲ့နီးဆုံးပါပြီဟုတ်ကလား